Hello everyone, today I'm here at Pa'o Monastery to watch the Pa'o traditional weaving competition. ဒီနေ့ကတော့အိမ်တူပအိုကျောင်းရဲ့ရက်ကန်ပြန်ပွဲကိုရောက်ရှိနေတာဖြစ်ပါတယ် Just look at these weaving machines. They have already been set up and prepared for the event. ရက်ကန်စင်တွေကတော့အဆင်သင့်ပြင်ထားတာကိုတွေ့မြင်ရတာဖြစ်ပါတယ် Before the competition starts, beautiful Pa'o girls are going to perform a traditional dance first. ပအိုမလေးများကအကအရင်ဆုံးဖြောပြသွားမှာဖြစ်ပါတယ်Pa'o village is actually divided into two parts. The boy who is wearing the black shirt is from the east part and the another boy who is wearing the white shirt is from the west part. Pa'o ရွာကိုတော့အပိုင်းတစ်ပိုင်းခွဲခြားထားပါတယ်။အမေကအင်ဂျီကိုဝတ်ဆင်ထားတာကတော့အပေါ်ရွာကဖြစ်ပြီးအဖြူရောင်အင်ဂျီကိုဝတ်ဆင်ထားတာကတော့အောက်ရွာကဖြစ်ပါတယ်။ 2,000 years later တွေ့မြင်ရတဲ့အတိုင်းပဲပေါ်ရွာနဲ့အောက်ရွာဟာဆိုရင်တော့ဖြစ်ရက်ကန်ပြိုင်ပွဲကိုဆင်နွှဲနေကြတာဖြစ်ပါတယ်ခင်ဗျာ
few moments later. Finally, the first prize goes to the East part. Congratulations to the East team and yes နောက်ဆုံးမှာတော့ကျွန်တော်တို့အပေါ်ရာကအနိုင်ရရှိသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ vlog ကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ